ကလာပါဘောနော်အခုကျွန်တော်ရောက်ရှိနေတာတော့ပကံပေါ့နော်သူ့ပြည်မှာရှိတဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာပုံစံတူလောက်ထားတဲ့ဒါပကံညောင်ဦးပဲဖြစ်ပါတယ်ဒီနေရာတော်တော်လေးဟိုမှာဒါညဆိုရင်ဒါမီးလေးနဲ့လုံးဝတော်တော်လေးကိုလင်းထိန်ပြီးမှတကယ်ကိုတက်ပယ်လို့နေပေါ့နော်မိတ်ဆွေတို့ဒါမြင်ရတဲ့အတိုင်းပေါ့နော်ဒီနေရာဆိုရင်ညနေဆိုရင်အရန်ကိုမှလှလွန်းပါတယ်ပေါ့နော်တော်တော်လေးကိုတက်ပယ်လွန်းပါတယ်အခုကြိုက်ထီးရိုးပြားကိုရောက်နေပြီကြိုက်ထီးရိုးစေဒီကျော်ကိုရောက်နေပြီတရုတ်ပြည်မှာရှိတဲ့ကြိုက်ထီးရိုးစေဒီကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်ဘဝမှာဒီလိုမျိုးအမှတ်တရတွေဖြစ်စေခဲ့တာဒီနေရာလေးပေါ့နော်ကျွန်တော်ကမကြလာလေဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကတော့မြန်မာပြည်မှာနေတာကြာတော့ပေါ့နော်ဒီဗမာပြည်မှာဒီစကိုင်းဘက်တို့မှာကျွန်တော်နေတာကြာတော့ကျွန်တော်အများတန်းဒီဖျားစေတွေကိုမြင်ကျွန်တော်စိတ်ထဲမှာရမ်းကြည်ပီတိဖြစ်တယ်ကွာဘာလို့လဲဆိုတော့ကျွန်တော်တို့ကကိုရင်ဘွားနဲ့ငယ်ဘွားနဲ့နေလာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဗုဒ္ဓဘာသာဖြစ်တဲ့ခါကျတော့လုံးဝကျွန်တော်တို့ကိုင်းဆိုင်နဲ့ယူသားရယ်ပေါ့နော်ဒီလိုမျိုးမြတ်စွာဘုရားဒီမျိုးစီဒီပေါ့နော်မြင်ရတော့တကယ်ကိုစိတ်ထဲမှာတကယ်အေးချမ်းသွားတယ်ရာတဲ့လားအခုဆိုကျွန်တော်ရိုက်ပြပေးမယ်ဒီမှာဆိုရင်စကားမဆက်ကျွန်တော်ပြောချင်တာဒီမှာအပေါ်လေးတက်မယ်ဆိုရင်ဟိုဘက်ကိုကြည့်သွားမယ်ဆိုကျွန်တော်တို့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဘာမှမဝေးမကွာဘူးကွာဟိုမှာဆိုရင်ဒါဥတတိုင်းလေးပဲချားတာပေါ့နော်ဥတတိုင်းလေးဟိုဘက်ဆိုရင်မြန်မာပြည်ပေါ့နော်တော်တော်လေးကိုမှမိုက်တယ်ပေါ့နော်ဒီနေရာလေးကလာလေစေချင်ပါတယ်သူငယ်ချင်းတို့ဘိုင်ဘိုင်ဟုတ်ကဲ့ပါမိတ်ဆွေတို့ဒါမြင်ရတဲ့အတိုင်းပေါ့နော်ဒီနေရာလေးကတော်တော်လေးကိုမှဒါစုံလင်ပါတယ်ပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ဒါအထူးကြရနေရာတွေကိုဒါသူတို့တိဆောက်ထားတာပဲဖြစ်ပါတယ်ပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့ဒါနှစ်ပြည့်တရားဆိုပြီးမှဒါထူတိုင်းအတီးချပါတယ်ပေါ့နော်မိတ်ဆွေတို့နဲ့ဒါလာရောက်လဲပက်ချင်နေဆိုရင်ကျွန်တော်တွေနဲ့ဒါလာရောက်စေချင်ပါတယ်ဒီနေရာတော်တော်လေးကိုမှလာလဲတင်းတဲ့နေရာတစ်ခုမှပါပါတယ်ပေါ့နော်သူများတွေပြောတော့ပကံရောက်ဘူးမှဒါမြန်မာမှန်ပါဆိုတော့ကျွန်တော်ကတော့ဒါပကံတိပြည်မှာရှိတဲ့ဒါပကံကိုပဲရောက်ဖြစ်တာပေါ့နော်ကျွန်တော်မြန်မာပြည်ကပကံကိုကျွန်တော်မရောက်ဘူးပေါ့နော်ဒါကကျွန်တော်ရဲ့ဒါ memory နဲ့ကျွန်တော်ပြန်ပြောပြတာဖြစ်ပါတယ်ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်အကယ်လို့အမားပိုင်းနဲ့ခွန်းလို့ပေးပါကျွန်တော်တို့ဒါတောင်းပလောင်လုပ်ငယ်ဖြစ်တဲ့အတွက်စကားလေးကတော့ဝဲတက်ပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ